မင်္ဂလာပါ Crime Hour Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ Crime Hour Channel ရဲ့ပထမဆုံးဗီဒီယိုဖြစ်တာမလို့လိုအပ်ချက်တွေအားနည်းချက်တွေအများကြီးရှိမှသိကြပါတယ်ညီကိုမောင်နှမတွေမိတ်ဆွေတွေအားလုံးကိုသိခံပြီးကြည့်ရှုနားထောင်ပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်ကြည့်ရှုနားထောင်ပြီးသွားတဲ့အခါမှာလည်းလိုအပ်တဲ့အကြံပြုချက်တွေကို comment မှာပွင့်ပွင့်လင်းလင်းမှတ်ချက်ပေးသွားမယ်ဆိုရင်အများကြီးအထောက်အကူဖြစ်မှာသိကြပါတယ်ရှင်ဒါဆိုရင်အမှုလေးကိုစလိုက်ကြအောင်နော်နေရာကတော့ American ပြည်ထောင်စု Michigan ပြည်နယ်ထဲက Iron River ဆိုတဲ့မြို့ငယ်လေးမှာစတင်ခဲ့တာဖြစ်ပါတယ်ဒီမြို့လေးကလူဦးရေ 3000 လောက်ပဲရှိတဲ့တိတ်ဆိတ်တဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်နေရာတော်တော်များများမှာထူထပ်တဲ့တစ်ပင်တွေတစ်တောတွေဝိုင်းနေတဲ့မြို့လေးလည်းဖြစ်ပါတယ်အဲ့ဒီမြို့မှာ Chris Regan ဆိုတဲ့အသက်53နှစ်အရွယ်လေသက်ကစစ်မှုထမ်းဟောင်းတစ်ယောက်နေထိုင်နေ။ Chris ကလူကောင်းတစ်ယောက်လို့နာမည်ရထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူကဒေသခံစက်ရုံတစ်ခုမှာအလုပ်လုပ်နေတာဖြစ်တယ်။အလုပ်လဲစူးစမ်းတယ်။လူတွေနဲ့လည်းပေါင်းသင်းဆက်ဆံတတ်တယ်။တာဝန်လည်းယူတတ်တယ်။ Chris ကဒီ Detroit မြို့ကနေပြီးတော့ Iron River မြို့ကိုပြောင်းလာတာကတဲ့ချစ်သူဟောင်းဖြစ်တဲ့ Terry O'Donnell နဲ့နီးနီးနားနားနေခြင်းလို့ဖြစ်ပါတယ်2014အောက်တိုဘာရဲ့ရက်တရက်မှာတော့ Chris ကရုတ်တရက်ဆိုသလိုအလုပ်ကိုမလာတော့ဘူးပုံမှန်ဆိုရင်သူက sick leave ယူလေမရှိဘူး no call no show လုပ်တတ်တဲ့သူလည်းမဟုတ်ဘူးအလုပ်မှာရှိတဲ့ Chris ရဲ့အလုပ်ဖော်တွေကလည်းဒါကိုတော်တော်လေးအံ့ဩခဲ့ကြတယ်ဒါပေမဲ့ရက်တီကြာလာတော့ဘာဆက်သွယ်မှလည်းမရတာနဲ့စက်ရုံကလည်း Chris ကိုအလုပ်ထုတ်ပစ်လိုက်ကြတယ် Chris နဲ့ Terry ကတော့သူတို့ကလမ်းခွဲပြီးသားချစ်သူတွေဆိုပေမဲ့တငယ်ချင်းကောင်းဆက်ဆံရေးဆက်ရှိနေတာဆိုတော့ Terry က Chris ကို10ရက်ဆက်တိုင်းစာရီပို့တယ်ဖုန်းတွေခေါ်ခဲ့ပေမဲ့ဘာစာမှပြန်မလာဘူးဒါနဲ့ Terry ကလည်းအရန်စိုးရိမ်လာပြီးတော့ရဲစခန်းကိုသွားခဲ့တယ်ပြီးတော့ရဲတွေနဲ့အတူတူ Chris ရဲ့ apartment ကိုသွားကြည့်ကြတယ်။အခန်းထဲကိုဝင်လိုက်တဲ့အခါမှာတော့တခန်းလုံးက box တွေ parking gate တွေနဲ့ပစ္စည်းတွေရှုပ်ပွနေတာကိုသူတို့တွေ့ကြတယ်။ Terry ကပြောပြတယ်။ပုံမှန်ဆိုရင် Chris ကအခန်းကိုရှုပ်ပွအောင်ထားတတ်တဲ့သူမဟုတ်ဘူး။ North Carolina မှာ Chris ကအလုပ်အသစ်တစ်ခုရထားတယ်။သူသားရှိတဲ့မြို့ကိုပြောင်းမယ်ဆိုတဲ့အစီအစဉ်လည်းရှိတယ်ဆိုပြီးတော့ Terry ကရဲတွေကိုပြောပြတယ်။ဒါပေမဲ့ထူးဆန်းတာကအခန်းထဲမှာရဲတွေရှာတွေ့ခဲ့တဲ့အလုပ်ခေါ်စာထဲမှာလက်မှတ်မထိုးရသေးဘူး။ပြီးတော့ Chris ရဲ့ personal calendar ထဲမှာလည်း resign လုပ်မဲ့ရက်နောက်ဆုံးအလုပ်ဆင်းမဲ့ရက်တွေကိုရေးထားတာတွေ့ရတယ်။ဒီလိုဆိုရင် Chris ကရုတ်တရက်ပျောက်ကွယ်သွားဖို့အစီအစဉ်မရှိဘူးဆိုတာသိချပါတယ်။အားလည်းမရှိဘူး။ဖုန်းကလည်းရှိမနေဘူး။ပြီးတော့ပရင်းပေါက်ကလည်းပွင့်နေတာဆိုတော့ရဲတွေက Chris ရက်အနည်းငယ်လောက်ထွက်သွားပြီးပြန်လာလောက်မယ်လို့ယူဆခဲ့ကြတယ်။ဒါပေမဲ့ရက်တွေသာကြာသွားတယ် Chris နဲ့ပတ်သက်ပြီးတော့ဘာသဲလွန်စားမှမရသေးဘူး။တရက်မှာတော့ Terry က Chris ရဲ့ကားကိုဒေသခံကားပါကင်တစ်ခုမှာသူတွေ့လိုက်တယ်။ဒါနဲ့ရဲတွေကိုခေါ်လိုက်ပါတယ်။ Terry ကရဲတွေကိုပြောပြတယ်။ Chris ကသူ့ရဲ့ကားကိုအရန်တန်ဖိုးထားတာဒီလိုပြစ်ထားမှာမဟုတ်ဘူး။ဒါနဲ့ရဲတွေကလည်းကားထဲကိုဓာတ်မီနဲ့ထိုးကြည့်လိုက်တဲ့အခါမှာကားထဲမှာ Chris အမြဲတမ်းဝတ်ထားရတဲ့ဒူးကောင်းစီးကိုတွေ့တယ်။လူကတော့ရှိမနေဘူးဆိုတော့စိုးရင်စရာပဲပေါ့နော်ပြီးတော့ကားထဲမှာနှုတ်စာရွက်တစ်ရွက်ကိုလည်းတွေ့တယ်အဲ့ဒီစာရွက်ပေါ်မှာတယောက်ယောက်ကအိမ်ကိုညွှန်ပြပေးတယ်လမ်းညွှန်ချက်တွေမှတ်ထားတာပါတယ်ဒါနဲ့အဲ့ဒီစာရွက်ကနေတဆင့်စုံစမ်းလိုက်တဲ့အခါမှာ Kelly Cochran ဆိုတဲ့အမျိုးသမီးရဲ့အိမ်စီကိုရဲတွေရောက်သွားခဲ့ကြတယ်ရဲတွေအိမ်ရဲ့တကားကိုခောက်လိုက်တဲ့အခါမှာတော့Kelly ရဲ့ခင်မွန်းဖြစ်သူဂျေဆန်နဲ့ရင်တွေ့တယ်။ပြီးတော့ Kelly လည်းအိမ်နောက်ကနေထွက်လာတယ်။ Kelly ကတော့အေးစစ်စစ်တီတီငိမ့်ငိမ့်နဲ့ယုံကြည်မှုရှိရှိရဲတွေကိုစကားပြောနေခဲ့တယ်။ဒါပေမဲ့အမျိုးသားဖြစ်သူဂျေဆန်ကတော့စိတ်လှုပ်ရှားနေတဲ့ပုံဖြစ်နေတယ်။ညလုံးတွေကဟိုကြည့်တီကြီးနဲ့တော်တော်လေးစိတ်မသက်မသာဖြစ်နေတဲ့ပုံပေါ့။
ယ်လီကတော့ခရစ်နဲ့အလုပ်ဖော်တွေဖြစ်တယ် relationship လည်းရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုဝန်ခံပြောပြခဲ့တယ်ဒါပေမဲ့ခရစ်ရဲ့ကားပါကင်မှာဘာလို့ရှိနေရတာလဲလို့ရဲတွေမေးလိုက်တဲ့အခါမှာသူကကျမမသိဘူးခရစ်ကသူ့ရဲ့ကားကိုအရန်ချစ်ခဲ့တာဆိုပြီးတော့ past tense သုံးပြီးပြန်ဖြေလိုက်တယ်ဒီအချက်ကိုရဲတွေသတိထားမိသွားပြီးတော့မတင်ကားဖြစ်သွားခဲ့ကြတယ်မတင်ကားဖြစ်စရာပဲပေါ့နော်သူ့ရဲ့ကားကိုအရန်ချစ်ခဲ့တာဆိုတော့ခရစ်သေးသွားပြီဆိုတာကိုသိထားသလိုပုံစံဖြစ်နေတာပေါ့Iron River ရဲ့ရဲဌာနကဝန်ထမ်းအင်အားနည်းလွန်းတဲ့အတွက်ကြောင့်မလို့အမျိုးသမီးရဲချုပ်ဖြစ်တဲ့ Laura Frizo ကလည်း Michigan ပြည်နယ်ရဲတပ်ဖွဲ့ကိုအကူအညီတောင်းလိုက်တယ်။ပြီးတော့ Kelly နဲ့ Jason တို့ကိုစစ်ဆေးဖို့အတွက်ခေါ်လာတယ်။ဘာလို့လဲဆိုတော့ Chris ရဲ့ကားထဲကနှုတ်စာရွက်က Kelly တို့အိမ်ကိုဓာတ်ရိုက်ညွှန်ပြနေလို့ပဲဖြစ်ပါတယ်။ Chris မပျောက်ဆုံးရင်နောက်ဆုံးသွားခဲ့တဲ့နေရာလည်းဖြစ်တာကြောင့်မို့ဂျီဆန်ကိုအရင်စစ်မိလိုက်တဲ့အခါမှာသူကဆက်စချင်းမှာပဲသူ့ရဲ့ကျန်းမာရေးအခြေအနေမကောင်းတဲ့အကြောင်းလွန်ခဲ့တဲ့တစ်လက mental institution တစ်ခုမှာတင်ထားခဲ့ရကြောင်း anxiety ပြင်းထန်ပြီးတော့ therapist တွေနဲ့တွေ့နေရတဲ့အကြောင်းကိုသူပြောပြတယ်။သူ့ရဲ့မိတ်ဆွေတစ်ယောက်လည်းဆုံးပါသွားတယ်။သူ့ရဲ့အိမ်တော်ကြီးကလည်းပြုတ်ကွဲနေတယ်ဆိုပြီးပြောပြတယ်။ဒါနဲ့ရဲတွေက Kelly နဲ့ Chris တို့ရဲ့ပတ်သက်မှုကိုသိလားလို့မေးလိုက်တော့ဂျီဆန်ကတော်တော်လေးစိတ်ထိခိုက်နေတဲ့ပုံပဲဒါပေမဲ့သူအဲ့ဒီအကြောင်းကိုသိတယ်ကယ်လီတကယ်ပဲတခြားသူနဲ့နေခြင်းနဲ့ဆိုရင်လေသူခွင့်ပြုပေးမယ်လို့ဂျီဆန်ပြောပြတယ်ကယ်လီကတော့ဂျီဆန်နဲ့သူက open marriage ဖြစ်တယ်ခရစ်နဲ့ relationship ရှိတာကိုလည်းဂျီဆန်သိတယ်သဘောတူတယ်လို့လည်းပြောပြတယ်ခရစ်နဲ့နောက်ဆုံးတွေ့တာကအောက်တိုဘာ12နဲ့15ကြားခရစ်ရဲ့အဖဘက်မှာဖြစ်တယ်ဆိုပြီးပြောပြတယ်။ဒါနဲ့ရဲချုပ်ဖရီဆိုကလည်းခရစ်ရဲ့ပျောက်ဆုံးမှုမှာဒီနှစ်ယောက်တစ်ခုခုပါဝင်ပတ်သက်နေတယ်ဆိုပြီးတော့ယုံကြည်နေခဲ့တယ်။နောက်ပိုင်းရဲတွေစုံစမ်းလိုက်တဲ့အခါမှာကယ်လီမာကခရစ်တယောက်ပဲရှိတာမဟုတ်ဘူး။ Eric ဆိုတဲ့အလုပ်ဖော်နဲ့လည်းပတ်သက်မှုတွေရှိနေတယ်။ဒါနဲ့ရဲတွေကEric ကမနာလိုဖြစ်ပြီးတော့ Chris ကိုတခုခုလှုပ်လိုက်တာဖြစ်မယ်ဆိုပြီးတန်တရားဝင်လာကြတယ်။ဒါပေမဲ့ Eric မှာကအလီပိုင်ရှိတယ်ဆိုတာကိုအခိုင်အမာပြောဆိုနေတယ်။ပြီးတော့အလိန်ဖော်ဆန်းနဲ့စစ်ဆေးလိုက်တဲ့အခါမှာလည်းအောင်မြင်သွားတယ်ဆိုတော့ Eric ကိုလည်း Chris ရဲ့လူပြောင်းမှုနဲ့ချိတ်ဆက်လို့မရပြန်ဘူး။အဲ့လိုနဲ့ရဲတွေက Kelly နဲ့ Jason တို့စီကိုပြန်ရောက်သွားကြတယ်။ရဲတွေကဒါဆိုရင် Jason ပဲဖြစ်ရမယ်။သူ့မိန်းမကဖောက်ပြန်နေလို့ခရစ်ကိုမနာလို့ဖြစ်ပြီးတက်လိုက်တာနေမယ်ဆိုပြီးတော့ဂျေဆန်နဲ့စကားထပ်ပြောဖို့လုပ်ကြတယ်။ဂျေဆန်ရဲ့ဖုန်းထဲကကယ်လီကိုပို့ထားတဲ့ text message တွေထဲမှာလည်းမင်းရက်မယ်လို့ပြောထားတယ်မဟုတ်လား။ငါမခံနိုင်တော့ဘူးဆိုတဲ့စာတွေကိုတွေ့တဲ့အခါမှာဂျေဆန်ကိုဘာလို့ဒီစာတွေပို့ထားတာလဲလို့မေးလိုက်ကြတယ်။ဒါနဲ့ဂျေဆန်ကတရက်မှာခရစ်နေတဲ့တိုက်ခန်းရဲ့အပြင်ဘက်မှာကယ်လီရဲ့ truck ကရပ်ထားတာသူတွေးလိုက်တယ်။ဒါကြောင့်မလို့သူစိတ်နှောက်ယှက်ဖြစ်ပြီးတော့အဲ့ဒီကိုနောက်ထပ်မသွားဖို့တတိပေးရင်းနဲ့စာပို့လိုက်တာပါဆိုပြီးတော့ပြန်ဖြေခဲ့တယ်။ဒါပေမဲ့သူရှေ့ပိုင်းမှာပြောပြထားတဲ့စိတ်ကြမ်းမာရေးမကောင်းလို့ဆေးရုံတက်ခဲ့ရတာကလည်းခရစ်ပြောက်ပြီးတော့2ရက်အကြာမှာဖြစ်နေတာဆိုတော့ဒါဂျီဆန်ပဲဖြစ်ရမယ်ဆိုပြီးရဲတွေကဂျီဆန်ကိုပဲတန်တရားဝင်လာကြတယ်။ဒါပေမဲ့ကယ်လီနဲ့ဂျီဆန်တို့ရဲ့အိမ်ကိုရှာဖွေဝရမ်းရဖို့အတွက်အချိန်တိုင်းတာတစ်ခုအထိသူတို့စောင့်လိုက်ကြရတယ်။ကယ်လီနဲ့ဂျီဆန်အကြောင်းကိုပြောရမယ်ဆိုရင်သူတို့နှစ်ယောက်က1980ပြည့်နှစ်တွေမှာမွေးကြတဲ့သူတွေဖြစ်ပါတယ်။ငယ်ငယ်ကလေးကအချင်းချင်းရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ကြတဲ့အိမ်နီးနားချင်းတွေဖြစ်တယ်။အထက်တန်းကျောင်းပြီးသွားတော့သူတို့စပြီးတော့ဒိတ်တယ်နောက်ဆုံးမှလက်ထပ်လိုက်ကြတယ်ကယ်လီအနေနဲ့ကအိမ်တောင်ပြုတ်ပြီးတော့အစပိုင်းမှာတော့အားလုံးအေးစစ်စစ်တည်တည်ငြိမ်ငြိမ်ပဲဒါပေမဲ့အချိန်လေးကြာလာတာနဲ့သူမအတွက်ကဒီအိမ်တောင်ကပြင်းစရာကောင်းလာတယ်တာဝန်တစ်ခုလိုပဲမြင်လာတယ်ဆိုပြီးပြောပြတယ်အသိမိတ်ဆွေတွေရဲ့ပြောပြချက်အရဆိုရင်သူတို့ရဲ့နှစ်ယောက်ရဲ့ type ကလုံးဝဆန့်ကျင်ဘက်ပဲဂျေဆန်ကအနည်းအေးတယ်ရှက်တတ်တယ်ဒါပေမဲ့ကယ်လီကတော့အရန်သွက်လက်တယ်စကားလည်းအရန်ပြောတယ်ဆိုရှယ်လည်းအရန်ကြားတဲ့အမျိုးသမီးပေါ့
ရဲချုပ်လော်ရာဖရီဇိုကလည်းလအနေငယ်ကြပြီးတဲ့နောက်မှာခဲလီတို့အိမ်ကိုရှာဖို့အတွက်ရှာဖွေဝရမ်းရသွားခဲ့တယ်။ဒါနဲ့ဒေသခံ private investigator တွေနဲ့အတူတူသွားဖို့စီစဉ်လိုက်တယ်။အိမ်ထဲကိုဝင်လိုက်တဲ့အခါမှာကြောက်စရာကောင်းတဲ့ခံစားချက်မျိုးသူတို့ခံစားလိုက်ရတယ်။အိမ်ရဲ့အေကန်ထဲမှာဆိုရင်ဓားတွေတရှည်တွေလေးတွေပြီးတော့တိုက်ပွဲသုံးပစိန်တွေအများကြီးပဲ။ဘာနဲ့တူလဲဆိုတော့ရှေးဟောင်းစစ်လက်နဲ့ပြားလိုက်လူတောင်ဖြစ်နေတာ။ပြီးတော့တကားတစ်ခုမှဆိုရင်လေလက်သီးထိုးထားသလိုမျိုးအပေါက်ကြီးရှိနေတယ်။နောက်ထပ်အရှိတကားမှဆိုလို့ရှိရင်လေအကွဲရတစ်ခုတွေ့ရတယ်။ဒါနဲ့ private investigator တွေကလည်းညနေချက်ကြွေပြားတွေကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာဆေးအသစ်တုပ်ထားတာကိုသူတို့တွေ့လိုက်ရတယ်။အသစ်တုပ်ထားတဲ့ဆေးတုပ်ထားတဲ့နောက်မှာဆိုရင်သွေးဆက်တွေဆင်ထားသလိုမျိုး spot တွေလည်းတွေ့ရတယ်။ဒါနဲ့ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်လိုက်တဲ့အခါမှာတော့နံရံပေါ်ကအဆက်တွေကသွေးဆိုတဲ့အဖြေထွက်လာပါတယ်။ရဲမှုလော်ရာဖရီဇိုကလည်းဒီတစ်ခါတော့သင်းလွန်စာရပြီးဒီနေရာမှာအခင်းဖြစ်ပွားတာဖြစ်ရမယ်ဆိုပြီးတော့သူသိချနေခဲ့တယ်။ဒါနဲ့သူတို့တွေခဲလီတို့အိမ်ကနေပြီးတော့မှတ်တမ်းဗီဒီယိုတွေဓာတ်ပုံတွေအချက်လက်တွေစုဆောင်းလာခဲ့ကြပါတယ်။ဒါပေမဲ့နောက်တစ်နေ့မနက်မှာတော့အိမ်နီးနားချင်းတွေကရဲစခန်းကိုခဲလီနဲ့ဂျေဆန်တို့ပစ္စည်းတွေတင်ပြီးတော့မြို့ကနေထွက်ပြေးသွားပြီလို့ဖုန်းဆက်အကြောင်းကြားလာခဲ့ပါတယ်။ပြီးတော့အိမ်နီးနားချင်းတွေပြောတာကခရစ်ပျောက်ပြီးနောက်ပိုင်းခဲလီတို့အိမ်ကနေညဘက်တွေမှာလွားဖြတ်တန်တွေပို့တိုက်တန်တွေလုံးနေကြတာကိုသူတို့ကြားရတယ်လို့ပြောတယ်။တခါတလေဆိုရင်မနက်2နာရီ3နာရီထိကြားရတယ်လို့ပြောပြတယ်။ဒါနဲ့ရဲချုပ်ဖရီဆိုကလည်းဒီအတန်တွေကခရစ်ကိုခုတ်ချစ်ပြီးတော့အလောင်းကိုဖျောက်ပြတ်ဖို့အတွက်လုပ်တာဖြစ်နိုင်တယ်ဆိုပြီးတွေးမိလိုက်တယ်။နောက်ပြီးအိမ်နီးနားချင်းတယောက်ကလည်းတခုခုမီးရှို့တဲ့အနှံ့ကအရန်ဆိုးတယ်ဆိုပြီးတော့ပြောပြတယ်။ဒါနဲ့ရဲတွေကလည်းခဲလီတို့ရဲ့ channel ကိုလိုက်ပတ်ကြည့်ပြီးတော့မီးပုံချင်းလှုပ်ထားတယ်လို့ယူဆရတဲ့နေရာကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာပြာတွေထဲမှာလွှာသွားအစာအနာတွေဂျင်းပေါင်းမီစစ်အပိုင်းစတွေနဲ့လွှာသားတစ်ချောင်းကိုသူတို့ရှာတွေ့ခဲ့တယ်။လူတယောက်ရဲ့ body ကိုဖျောက်ဖို့အတွက်စူးစမ်းထားသလိုပုံစံမျိုးဆိုတာတည်တည်ချာချာသိနေရပြီ။ဒါပေမဲ့ခက်တာကပြာရီတဲကရှာတွေ့တဲ့အရာတွေထဲမှာ DNA သက်သေရှိမနေဘူး။နောက်ထပ်ဝမ်းနည်းစရာကောင်းတဲ့အချက်တစ်ချက်ကမျက်နှာချက်ကြွေပြားတွေထဲမှာတွေ့ရတဲ့သွေးနမူနာရလဒ်တွေထွက်လာတယ်။အဖြေကတော့ရှင်းရှင်းလင်းလင်းရှိမနေဘူးဆိုတာပါပဲ။ဆိုတော့ရဲချုပ်ဖရီဆိုကလည်းတော်တော်လေးစိတ်ပြတ်သွားမှသိကြပါတယ်။ခဲလီတို့အိမ်ကိုပထမဆုံးရှာဖွေဝရမ်းနဲ့သွားခဲ့ကြတဲ့အချိန်တုန်းက private investigator တယောက်ကခဲလီတို့ရဲ့ tracker ရဲ့အောက်မှာ GPS tracker တက်ထားခဲ့တယ်လို့ပြောတယ်။ tracker အရဆိုရင်ခဲလီနဲ့ဂျေဆန်တို့ကအင်ဒီယာနာပြည်နယ်ဟိုဘတ်မြို့ကိုထွက်သွားပြီးတော့ခဲလီရဲ့မိဘတွေအိမ်မှာရောက်နေတယ်ဆိုပြီးပြနေတယ်။ဒါနဲ့ရဲချုပ်ဖရီဆိုကလည်းအင်ဒီယာနာကရဲဌာနကိုဆက်သွယ်လိုက်တယ်ပြီးတော့အကြောင်းစုံပြောပြလိုက်တယ်။ပြီးတော့သူတို့နှစ်ယောက်က DNA နမူနာလိုချင်ကြောင်းကိုတောင်းဆိုလိုက်တယ်။အင်ဒီယာနာရဲဌာနကလည်း DNA နမူနာယူဖို့အတွက်ဝလန်းထုတ်လာတယ်ဆိုပြီးတော့ခဲလီတို့ဇနီးမောင်နှံကိုရဲဌာနစီခေါ်လာခဲ့တယ်။ရဲချုပ်ဖရီဆိုကလည်း Iron River ကနေဟိုဘတ်မြို့အထိ6နာရီကျော်လောက်ကားမောင်းပြီးတော့ရောက်လာခဲ့တယ်။စစ်ဆေးရေးခန်းထဲမှာပထမဆုံးဂျေဆန်ကိုစစ်မေးလိုက်တယ်။ဂျေဆန်ကလည်းရဲမှုဖရီဆိုကိုမြင်လိုက်တဲ့အခါမှာအံ့ဩပြီးတော့မျက်နှာတွေနီးရဲလာတယ်။ပြီးတော့အတော်လေးစိတ်လှုပ်ရှားနေတဲ့ပုံပေါ်တယ်။ဒါနဲ့ရဲမှုဖရီဆိုကလည်းဂျေဆန်ကိုသူတို့ကျူးလွန်ခဲ့တဲ့လူသတ်မှုအတွက်ဝန်ခံလာမလားဆိုပြီးတော့စိတ်ပိုင်းဆိုင်ရာဖိအားပေးဖို့သူစ조사ကြည့်ခဲ့တယ်။ဒါပေမဲ့ဂျေဆန်ကလည်းချက်ချင်းဆိုသလိုပဲရှင်းနေငါ့ကိုတောင်းဆိုလိုက်တယ်။ပြီးတော့ခဲလီကလည်းအဲ့လိုပဲရှင်းနေငါ့ဖို့အတွက်တောင်းဆိုလိုက်တယ်။ဒါနဲ့
ရဲချုပ်ဖရီဆိုကလည်းတော်တော်လေးစိတ်ပြတ်သွားခဲ့တယ်။ဘာဖီအားမှဆက်မပေးတော့ပေမဲ့သူတို့ DNA နမူနာကိုတော့ယူလာနိုင်ခဲ့တယ်။အဲ့ဒီနောက်အမှုကရှေ့ဆက်သွားလို့မရဘဲနဲ့တိတ်ဆိတ်သွားခဲ့တယ်။ဒါပေမဲ့နှစ်နီးပါးအကြာ2016 February 20ရက်ညမှာတော့အရာအလုံးကပြန်ပြီးတော့လှုပ်ရှားလာခဲ့တယ်။2016 February မှာ911 call တစ်ခုဝင်လာတယ်။ဖုန်းဆက်သူကတော့ Kelly ။သူကဂျေဆန်သက်ရှူမွားတော့ဘူးမျက်နှာကလည်းပြနေတယ်။အမြန်လူနာတင်ကားလိုတယ်ဆိုပြီးတော့အရန်ထိတ်လန့်နေတဲ့ပုံနဲ့ဖုန်းဆက်ခဲ့တယ်။ဒါပေမဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရောက်သွားတဲ့အခါမှာသူတို့ရဲ့အမြင်မှာခဲ့လီကအရန်ကို drama ဆန်လွန်းနေတာအဲ့ဒီအပြင်ကိုသူက over တွေလုပ်နေပြီးတော့ဂျေဆန်ကိုကူညီဖို့လုပ်နေတယ်ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့လမ်းကိုပါသူကပိတ်နေတာစိတ်မကောင်းစရာကောင်းတာကဂျေဆန်ကိုသူတို့မကယ်တင်နိုင်ခဲ့ပါဘူးပထမဆုံးစစ်ဆေးသုံးသပ်ချက်အရဆိုရင်ဂျေဆန်ကဆေးလွန်ပြီးသေဆုံးသွားတယ်လို့ယူဆရပါတယ်ဂျေဆန်သေသွားပြီးတဲ့နောက်မှာခဲလီကသူ့တငယ်ချင်း Ward ကိုဆက်သွယ်ပြီးတော့ဂျေဆန်တယောက်ဆေးလွန်ပြီးသေသွားပြီဆိုပြီးတော့သူအကြောင်းကြားခဲ့တယ်ဒါပေမဲ့ Ward ကမယုံနိုင်ဘူးသူသိတဲ့ဂျေဆန်ကဒီလိုမျိုးပြင်းထန်တဲ့မူရဆေးဝါးတွေကိုလုံးဝမထိတဲ့သူမျိုးအဲ့ဒါကြောင့်မလို့ဒါကပုံမှန်မဟုတ်ဘူးလို့ခံစားလိုက်ရတယ်။နောက်တော့ Ward က FBI ကိုဆက်သွယ်ခဲ့တယ်။ဘာလို့လဲဆိုတော့ Chris Regan ပျောက်ဆုံးကြောင်းလက်ကမ်းစာဆောင်တွေကိုသူကတွေ့ဘူးတာကြောင့်ဖြစ်ပါတယ်။ဂျေဆန်တခါကမီရှီဂန်မှာပျောက်ဆုံးသွားတဲ့လူတစ်ယောက်ရဲ့ကိစ္စနဲ့ပတ်သက်ပြီးသူတို့ဇနီးမောင်နှံပြဿနာတက်ဖူးတယ်ဆိုပြီးတော့တငယ်ချင်းဖြစ်သူ Ward ကိုပြောပြဘူးတယ်။အခုဂျေဆန်ကပါတည်သွားပြီဆိုတော့ Ward ကဒီကိစ္စနှစ်ခုဆက်ဆက်နေမယ်ဆိုပြီးတော့တန်တရားဝင်ခဲ့တယ်။ FBI ကလည်း Hobart ရဲဌာနကစုံတောက် Jeremy Auden ကိုဆက်သွယ်ခဲ့ပါတယ်။အဲ့ဒီစုံတောက်ကစုံစမ်းရေးနဲ့စစ်ဆေးမေးမြန်းတဲ့နေရာမှာအရန်ကိုနာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Auden ကဂျေဆန်သေတဲ့အမှုကိုစတင်ပြီးစုံစမ်းတယ်။နောက်ပြီးတော့ခဲလီရဲ့နောက်ကျောင်းကိုလေ့လာတယ်။ပြီးတော့ Chris Regan ပျောက်ဆုံးမှုနဲ့ဆက်ဆက်နေကြောင်းကိုချိတ်ဆက်မိသွားခဲ့တယ်။အဲ့ဒီနောက်မှာ Iron River မြို့ရဲ့ရဲချုပ် Laura Friso ကိုဆက်သွယ်ခဲ့ပါတယ်။ Friso ကလည်းဒီ case မှာတိုးတက်မှုတစ်ခုခုနောက်ဆုံးရလာလို့သူအရန်ဝမ်းသာနေပြီးတော့သူမှရှိသမျှ document တွေ video evidence တွေအချက်လက်အားလုံးကို Auden စီကိုပို့ပေးလိုက်တယ်။ Auden ကအချက်လက်တွေရပြီးချင်းမှာဂျေဆန်ရဲ့ခန္ဓာကိုယ်ကိုရင်ခွဲစစ်ဆေးမှုထပ်လုပ်ဖို့အတွက်အမိန့်ပေးခဲ့ပါတယ်။ရလဒ်ထွက်လာတဲ့အခါမှာလူတိုင်းအံ့ဩသွားကြတယ်။ဟုတ်တယ်သူ့ရဲ့ခန္ဓာကိုယ်မှာမူရဆေးဝါးတွေရှိတယ်။ဒါပေမဲ့ဆေးလွန်ပြီးသေတာမဟုတ်ဘူး။အသက်ရှူပိတ်ပြီးသေဆုံးခဲ့တာ။တနည်းအားဖြင့်ဒါကလူသတ်မှုပေါ့။အဲ့ဒီနောက်စုံတော့ Auden ကဂျေဆန်ရဲ့သေဆုံးမှုကိုတရားဝင်လူသတ်မှုဆိုပြီးသတ်မှတ်လိုက်တယ်။နောက်တော့ခဲလီကိုစပြီးတော့စုံစမ်းစစ်ဆေးဖို့ခေါ်လာကြတယ်။ဒီစုံစမ်းစစ်ဆေးမှုကပထမဆုံးပဲရှိသေးတယ်။နောက်ပိုင်းမှာခဲလီကိုစစ်မေးထားတဲ့ဗီဒီယိုမှတ်တမ်းပေါင်းနိုင်100ကျော်ရှိတယ်ဆိုပြီးတော့သိရပါတယ်။ခဲလီကစကားပြောရတာကြိုက်တယ်။ဒါပေမဲ့ရဲချုပ်ဖရီဆိုနဲ့တော့မဟုတ်ဘူး။စုံတော့ Auden နဲ့ပဲသူကပြောချင်နေတတ်တာ။ Auden ကဂျေဆန်သေးတဲ့အကြောင်းနည်းနည်းပြောချင်တယ်ဆိုပြီးတော့စကားစပြောခဲ့ပေမဲ့ခဲလီကသူစကားပြောနေတဲ့တခြားလုံးမှာအဖြေတွေကိုရှင်းရှင်းလင်းလင်းမပေးဘူးအပြစ်လွတ်အောင်ရှောင်နေတဲ့ပုံစံမျိုးပေါ့စကားတွေကသာအများကြီးပြောနေပေမဲ့အတိတ်ပဲမရှိတောင်စင်ရီမြားတွေလိုဖြစ်နေတာပေါ့တချို့အင်တာဗျူးတွေမှာဆိုရင်ဘယ်လိုပြောလဲဆိုတော့သူမကလူတွေကိုလေ့လာရတာကြိုက်တယ်စောင့်ကြည့်ရတာကြိုက်တယ်လိမ်လေလှည့်ပြားရတာကြိုက်တယ်ဆိုပြီးတော့ဂုံယူပြီးပြောနေတတ်တယ်သူမကိုသူမတခြားလူတွေထက်ပိုတော်တယ်လို့ထင်နေတယ်လို့ပဲခဲလီကစုံတော့ Auden ကိုသဘောကျနေတယ်လို့ဖြစ်နေပြီးတော့စုံတော့ Auden နဲ့လူချင်းတွေ့ပြီးတော့စကားပြောရမယ်ဆိုရင်
သူကအချိန်မျိုးအဆင်သင့်ပဲအဲ့လိုပုံစံမျိုးပေါ့ဆုံနောက်အော်ဒင်ကတော့ခဲလီဘယ်တော့မှသတိလက်လွတ်ဖြစ်ပြီးဝန်ခံလာမလဲဆိုတာကိုစောင့်ကြည့်နေခဲ့တယ်ဒါပေမဲ့ခဲလီကအဲ့ဒီအရေးအကြီးဆုံးအချက်ကိုတော့အမြဲတမ်းရှောင်နေခဲ့တယ်နောက်ဆုံးဆုံနောက်အော်ဒင်ကအစီအစဉ်တစ်ခုဆွဲလိုက်တယ်ဂျီဆန်ရဲ့တငယ်ချင်းဖြစ်သူဝေါ့ကိုအကူအညီတစ်ခုတောင်းလိုက်တယ်ခဲလီစီဖုန်းဆက်ခိုင်းပြီးတော့ဂျေဆန်မသေးခင်ကျွန်တော်စီကိုစာအိတ်ပိတ်ထားတဲ့စာတစ်စောင်ပို့ထားခဲ့တယ်လို့ပြောခိုင်းတာဖုန်းထဲမှာဝေါ့ကဂျေဆန်ကတခုခုဖြစ်ရင်ဒီစာကို Iron River ရဲစခန်းစီကိုပို့ပေးပါလို့ရေးထားတယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာခဲလီကခဏတော့တိတ်သွားတယ်ပြီးတော့အတန်တိုးတိုးလေးနဲ့ please မလုပ်ပါနဲ့ဆိုပြီးတော့သူပြန်ပြောခဲ့တယ်ဒီချက်ကလုံးဝမတင်ကားစရာဖြစ်နေပေမဲ့ဆုံတော့အော်ဒင်အတွက်ကတော့ဒါကသူမကလူသက်သမားပါဆိုတဲ့လုံလောက်တဲ့သက်သေဟုတ်မနေသေးတဲ့အတွက်ကြောင့်အဆင်မပြေနေသေးပြန်ဘူးနောက်တော့ခဲလီကိုလျှို့ဝှက်ဆောင်ကြည့်နေရာတွေကနေပြီးတော့သူမသွားနေကြနေရာတွေကိုသတိထားမိသွားကြတယ်သူမကညတိုင်းပန်းချံတစ်ခုကတစ်ပင်နားမှာသွားထိုင်နေတတ်တယ်ဒါနဲ့ဆုံတော့အော်ဒင်ကလည်းcreepy ဆန်တဲ့ idea တခုရလာတယ်။ခဲလီထိုင်နေကြတစ်ပင်မှာခရစ်စတီမှာရှိတယ်ဆိုပြီးတော့စာကိုထွင်ထားလိုက်တယ်။ရည်ရွယ်ချက်ကသူမကိုကြောက်သွားအောင်လုပ်ဖို့နဲ့ ghost message လိုမျိုးခန်းစားစေချင်တာ။ပြီးတော့သူမဘယ်လိုတုံ့ပြန်မလဲဆိုတာကိုသိရအောင်နောက်ယောင်ခံပြီးစောင့်ကြည့်လိုက်ကြတယ်။အဲ့ဒီညခဲလီရောက်လာတော့အဲ့ဒါကိုမြင်ပြီးတော့ချက်ချင်းထပြီးတော့ထွက်ပြေးသွားတယ်။ကားထဲကိုဝင်ပြီးတော့အရှိန်နဲ့မောင်းထွက်သွားခဲ့တယ်။အဲ့ဒီညဖြစ်တဲ့မတ်လ29ရက်2016မှာပဲနောက်ဆုံးမှာခဲလီပြိုလဲသွားပါတော့တယ်။ခဲလီကဆုံနောက်အော်ဒန်ကိုဖုန်းဆက်ပြီးတော့တကယ်ဖြစ်ခဲ့တာတွေကိုပြောဖို့အစင်သင့်ဖြစ်နေပြီဆိုပြီးတော့ပြောခဲ့တယ်။ဆုံနောက်အော်ဒန်နဲ့တွေ့တဲ့အခါမှာခဲလီကဝန်ခံချက်တွေစပေးပါတော့တယ်။ဒါပေမဲ့သူမကိုသူမနှစ်နာသူအဖြစ်ပုံဖော်နေသေးတာဂျီဆန်ကအကျန်းဖက်နှိပ်စက်တတ်တယ်ထိမ့်ချုပ်တတ်တယ်ဒါကြောင့်မလို့သူမကဒီအရာတွေအားလုံးမှာပိတ်မိနေတာပါဆိုပြီးတော့ပြောခဲ့တယ်ပြီးတော့ခရစ်ကအဲ့ဒီညမှာသူတို့ရဲ့အိမ်ကိုလာခဲ့ပြီးတော့ဂျီဆန်ကသူ့ရှေ့မှာပဲခရစ်ကိုပြစ်တက်ခဲ့တယ်လို့ပြောတယ်အဲ့ဒီနောက်ဂျေဆန်ကတက်တေဖြောက်ဖြတ်ဖို့အတွက်သူမကိုအတင်းကူခိုင်းခဲ့တယ်တဲ့ခရစ်ရဲ့ဦးခေါင်းထဲကဂျေဆန်ကိုဖော့ဆက်နဲ့ဆွဲထုတ်ခိုင်းခဲ့တယ်လို့ပြောတယ်အဲ့ဒါပြီးသွားတဲ့အခါမှာအပိုင်းပိုင်းခုတ်ဖြတ်လိုက်တယ်ဆိုပြီးတော့ပြောခဲ့ပါတယ်ဒီအချိန်ကနေစပြီးတော့ case ကပို့ပြီးတော့မှောင်မိုက်တဲ့ဘက်ကိုရောက်လာပါပြီခဲလီရဲ့ဝန်ခံချက်ကြောင့်ဆုံနောက်အော်ဒင်ကလည်းအခုတော့အမှန်သားကိုရောက်လာပြီဆိုပြီးတော့ခံစားလိုက်ရတယ်။ဒါပေမဲ့သူသိနေတယ်။ခဲလီပြောသမျှစကားအားလုံးကိုယုံလို့မရဘူးဆိုတာ။ဒီမျိုးသမီးကလိန်ပြောတဲ့နေရာမှာဆရာမကြီးဆိုတော့သူပြောသမျှစကားတွေကအမှန်တရားနဲ့လိန်ညာမှုရောနေတဲ့ဗဟေလိတစ်ခုလိုပဲ။ခဲလီကခရစ်အသက်ခံခဲ့ပြီးတဲ့နောက်မှာသူဘလို့ပြောလဲဆိုတော့ဂျေဆန်ကတဲ့သူ့ဘဝတွေကတခုတည်းသောကောင်းတဲ့အရာကိုဖျက်ဆီးလိုက်ပါတယ်ဆိုပြီးတော့ဇက်နာပြီးပြောခဲ့လိုက်သေးတာအော်ရန်ကလည်းဒီအခွင့်အရေးကိုအသုံးချပြီးတော့ဒါဆိုရင်ခရစ်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေစွန့်ပစ်ထားတဲ့နေရာကိုလိုက်ပြပေးပါဆိုပြီးပြောလိုက်တယ်အဲ့ဒီညတနာရီလောက်မှာပဲသူတို့တွေဟိုဘတ်မြို့ကနေပြီးတော့ Iron River မြို့ကို6နာရီကြာလောက်ကားမောင်းသွားခဲ့ကြတယ်အဲ့နေရာကိုရောက်သွားတဲ့အခါမှာရဲတွေကအဲ့ဒီ area တစ်လျှောက်လုံးကိုအကုန်လိုက်ရှာခဲ့ကြတယ်ဒါပေမဲ့ဘာတစ်ခုမှမတွေ့ခဲ့ဘူးဒါနဲ့ order ကလည်းကောင်းပြီဒါဆိုရင်မင်းတို့အိမ်ကိုသွားပြီးအဲ့ဒီညကဘာဖြစ်ခဲ့လဲဆိုတာကိုတဆင့်ချင်းစီပြန်ပြောပြပေးလို့ပြောလိုက်ပါတယ်သူတို့တွေခဲလီနဲ့ဂျေဆန်တို့နေတဲ့အိမ်ကိုရောက်သွားတဲ့အခါမှာခဲလီက story နောက်တစ်ခုထပ်ပြောလာပါတယ်
သူမရဲ့အဆိုအရဆိုရင်အဲ့ဒီညကဂျေဆန်ကခရစ်ကိုအိမ်ခေါ်လာအောင်သူမကိုအတင်းအကျပ်ခိုင်းခဲ့တယ်ပြီးတော့ခရစ်နဲ့ကယ်လီတို့ကအိမ်အနောက်ဖက်တကားနားမှာလေကားပေါ်မှာဆက်လုပ်ခဲ့တယ်ဆိုပြီးတော့ပြောတယ်ကယ်လီပြောတာအရာသူတို့ပြီးသွားတဲ့အချိန်မှာခရစ်ကမိဖို့ကြောင့်ဘက်ကိုလေကားတက်ဖို့လှမ်းသွားတယ်အဲ့ဒီအချိန်ဂျေဆန်က basement ထဲကထွက်လာပြီးတော့ခရစ်ကိုတနက်နဲ့ပြစ်တက်လိုက်တယ်ခရစ်ကနောက်ပြန်လဲကြပြီးကယ်လီအပေါ်ကိုပြီးကျသွားတယ်သူတို့နှစ်ယောက်လုံးလေကားပေါ်ကနေလိမ့်ကျသွားတယ်ဆိုပြီးပြောတယ်အော်ဒန်ကတော့ကယ်လီပြောတာကိုနားထောင်နေပေမဲ့ဒီအမျိုးသမီးကအခုချက်ချင်းစိတ်แท้ပေါ်တဲ့အရာကိုဖန်တီးပြီးပြောနေတတ်တယ်ဆိုတာကိုသူသိနေတယ်အဲ့ဒီချိန်မှာပဲရဲတွေနားလဲလိုက်တဲ့အချက်ကတော့ကယ်လီဟာလိန်တဲ့နေရာမှာအကျင့်ဖြစ်နေတဲ့သူဒါမှမဟုတ်အလွန်အကျွံလိန်ပြောတတ်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာပါပဲပြဿနာကဘယ်အပိုင်းကလိန်ပြောတာဘယ်အပိုင်းကအမှန်ကိုပြောတယ်ဆိုတာကိုခွဲရခန့်နေတာသူမလိုက်ပြတဲ့နေရာကတကယ်ပဲမှားပြီးမှတ်တာလားဒါမှမဟုတ်ရဲတွေကိုလမ်းလွဲသွားအောင်တမင်လုံနေတာလားဆိုတာကိုဘယ်သူမှသိချာမသိရဘူးဒါပေမဲ့လက်ဆုံးလက်ကင်ပြစရာတက်တည်မရှိနေသေးတော့ရဲတွေကကယ်လီကိုအင်ဒီယာနာပြည်နယ်ကိုပြန်လွှတ်လိုက်ရပါတယ်သူမရဲ့ဝန်ခံချက်ထဲမှာလည်းဂျေဆန်ကပဲအကုန်လုပ်တယ်ဆိုပြီးပြောထားတဲ့အတွက်ကြောင့်မလို့သူမကိုချက်ချင်းဖမ်းဖို့အတွက်တက်တည်လုံလုံလောက်လောက်မရှိခဲ့ပါဘူးအဲ့ဒီနောက် investigator တွေက Iron River အနီးအနားမှာရှိတဲ့ပတ်ဝန်းကျင်ကိုဆက်ပြီးတော့ရှာဖွေခဲ့ကြပါတယ်။သက်သေဖြစ်နိုင်တဲ့ပစ္စည်းတချို့ကိုသူတို့တွေးခဲ့ပေမဲ့ DNA သက်သေကရှိမနေတဲ့အတွက်ကြောင့်မလို့အမှုကိုနောက်တစ်ဆင့်ဆက်တက်လို့မရဘူးဖြစ်နေတယ်။ဒါပေမဲ့ကယ်လီကတော့စုံတော့အော်ဒန်ကိုအဆက်အသွယ်မဖြတ်ပါဘူး။တနေ့မှာသူစုံတော့အော်ဒန်ကိုစာတစ်စောင်ပို့လာတယ်။စာထဲမှာ West Coast ကိုရောက်ဘူးလားမနေ့ညကကျမအဲ့ဒီဖက်ကိုကားမောင်းသွားတယ်ဆိုပြီးတော့စာပို့ထားတယ်ပြီးတော့ Auden ကစာကို reply ပြန်ဖို့လုပ်နေတော့မှမယ်သူမကဖုန်းကိုပိတ်လိုက်တယ်ဒါပေမဲ့စုံတော့ Auden ကသိတယ်သူစာပြန်ပို့ထားတဲ့ဟာကိုတေချာပေါက်ပြန်ဖတ်ကြည့်မယ်ဆိုတာကိုပေါ့တကယ်လဲအဲ့လိုပဲကယ်လီဖုန်းကိုပြန်ဖွင့်ပြီးတော့စာဖွင့်ကြည့်လိုက်တဲ့အခါမှာအနီးဆုံးဖုန်းတာဝါတိုင်းမှာပင်တက်လာခဲ့ပါတယ်။အဲ့လိုနဲ့သူမရောက်နေတဲ့ဒီနေရာကိုဖော်ထုတ်နိုင်ခဲ့တယ်။သူမကတော့လူတိုင်းကို West Coast ဘက်ကိုထွက်ပြေးသွားပြီလို့ထင်စေခြင်းပေမဲ့တကယ်တမ်းမှာတော့ကန်တက်ကီပြည်နယ်ဝင်ကိုမြို့ကဝင်းခွဲဖြစ်သူရဲ့အိမ်မှာပုန်းနေခဲ့တာဖြစ်ပါတယ်။ဒီ test game ကသူမအတွက်အမှားကြီးဖြစ်သွားခဲ့တယ်။နောက်ဆုံးတော့ရဲတွေဖမ်းဝရမ်းရသွားခဲ့ပါတယ်။2016 April 29 ရက်နေ့မှာ American ဖမ်းဆီးရေးအဖွဲ့ကကယ်လီကိုကန်တက်ကီပြည်နယ်ကနေ Michigan ပြည်နယ်ကိုဖမ်းဆီးပြီးတော့ပြန်ခေါ်လာခဲ့ပါတယ်။ကယ်လီကို risk regan အမှုနဲ့ပတ်သက်ပြီးတော့ first degree murder ဆွဲချက်အပါအဝင်ဆွဲချက်အများကြီးတင်ခဲ့ပါတယ်။လူသက်တာကိုဖုံးကွယ်မှုအဆောက်အဦတဲ့ခိုးဝင်မှုရဲတွေကိုလိန်ညာမှုနဲ့အားလုံးပေါင်းပြီးတော့ဖမ်းလာခဲ့ပါတယ်။ဂျေဆန်ကိုတတ်တဲ့အမှုကတော့တခြားပြည်နယ်မှာဖြစ်တာမလို့တီးတန့်ကင်တွယ်ရမှာဖြစ်တယ်။ပြီးတော့သူများပစ္စည်းခိုးယူမှုကဘယ်ကထွက်လာတာလဲဆိုရင်ခရစ်သေသွားပြီးနောက်မှာကယ်လီကခရစ်ရဲ့အဖာမန်တွေကိုဝင်နေပြီးတော့သူမရဲ့လက်ထက်လက်စွပ်ကိုပြန်ယူခဲ့တယ်။အဲ့ဒါအပြင်ကိုခရစ်ရဲ့ကင်မရာကိုလည်းခိုးသွားသေးတယ်။သူမရဲ့အဆိုအရဆိုရင်ကင်မရာထဲမှာမြင်ဖို့မသင့်တော်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေရှိလို့မမြင်စေခြင်းလို့မပေါ်စေခြင်းလို့ခိုးယူခဲ့တာပါတဲ့။အဲ့ဒါကြောင့်မလို့အစာပိုင်းရဲတွေခရစ်ရဲ့အဖမန်ကိုသွားစစ်တုံးကအခန်းတစ်ခုလုံးရှုပ်ပွားနေတာကကယ်လီရဲ့လက်ချက်ပဲဖြစ်ပါတယ်။ကယ်လီအဖမ်းခံထားရတဲ့အချိန်မှာတော့စုံတော့အော်ဂျန်ကသူမကိုဆက်ပြီးတော့သွားတွေ့နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်အထိရဲတွေမှာခိုင်လုံတဲ့ပစ္စည်းသက်တွေရှိမနေသေးတဲ့အတွက်ဖြစ်ပါတယ်။
ဘော်ဒီရှိမနေဘူး DNA သက်တည်ပြည့်စုံစုံရှိမနေဘူးပြီးတော့ဝန်ခံချက်ကလည်းပုံမှန်မရှိနေဘူးဒါပေမဲ့အင်တာဗျူးတစ်ခုမှာတော့ခဲလီကတော်တော်လေးကြောချမ်းစရာကောင်းတဲ့အရာတစ်ခုကိုပြောလာခဲ့တယ်သူမနဲ့ဂျေဆန်မင်္ဂလာဆောင်ညမှာအပေးယူတစ်ခုသဘောတူညီမှုတစ်ခုလုပ်ခဲ့ကြပါတယ်တဲ့။ဘာလဲဆိုတော့တယောက်ယောက်ကတစ္ဆာဖောက်ရင်တတရလူကိုတတ်ရမယ်ဆိုတဲ့အပေးယူပါပဲ။ဥပမာခဲလီကတခြားယောက်ျားတစ်ယောက်နဲ့ပတ်သက်မှုရှိနေရင်အဲ့ဒီယောက်ျားကိုတတ်ရမယ်ဆိုတဲ့သဘောပေါ့။ကြားရတာနဲ့ရင်တော်တော်လေးကြောက်စရာကောင်းနေပြီနော်။ဒီအချက်ကခဲလီတယောက်ခရစ်ကိုတတ်မဲ့အစီအစဉ်ကိုကြိုသိထားတယ်ဆိုတာသွယ်ဝိုက်တဲ့နီးနဲ့ဝန်ခံလိုက်တာပဲနောက်ပိုင်းမှာတော့ခဲလီကအမှန်တိုင်းလှုပ်ချင်နေပြီဆိုပြီးတော့ခရစ်ရဲ့ကြံတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းနေမြုပ်ထားတဲ့နေရာကိုရဲတွေကိုခေါ်သွားခဲ့ပါတယ်ဒီတစ်ခါမှာတော့နေရာမှန်ကိုခေါ်သွားခဲ့တယ်ခဲလီခေါ်သွားတဲ့တောအုံနာကနေရာကိုရဲတွေစတင်ပြီးတော့တူးဖော်တဲ့အချိန်မှာပတ်ဝန်းကျင်တစ်ခုလုံးကအေးဆက်ပြီးတော့ထူဆန်းနေခဲ့တယ်။ဒါပေမဲ့ခဲလီကတော့ဘာမှမဖြစ်သလိုပဲ။ secret ရမလားမီးချစ်ရမလား cheese pizza နဲ့ဆော်တာတစ်ခွက်ရနိုင်မလားဆိုပြီးတော့သူကလုံနေတာ။ရဲတွေကလူတွေအယိုးရှာနေတဲ့အချိန်မှာခဲလီကပီဇာမှာစားဖို့အတွက်စဉ်းစားနေတာတကယ်ကိုဘာစိတ်ခံစားချက်မှမရှိပဲသွေးအေးနေတဲ့ပုံပေါ့နောက်ဆုံးအနံ့ခံခွေးတွေရဲ့အကူအညီနဲ့မြေကြီးအောက်ကဥကောင်းခွန်တစ်ခုကိုရဲတွေရှာတွေ့ခဲ့ကြပါတယ် DNA စစ်ဆေးလိုက်တဲ့အခါမှာတော့အဲ့ဒါက Chris Regan ရဲ့ဥကောင်းခွန်ဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ကြတယ်ဒီအချိန်ကြားမှာရဲတွေကနောက်ဆုံးမှာသူတို့လိုချင်တဲ့ပစ္စည်းသက်တွေကိုရသွားခဲ့ကြပါတယ်။ကျန်တဲ့အစိတ်အပိုင်းတွေကိုတွေ့ပြီးတဲ့နောက်မှာခဲလီကိုသူမနဲ့ဂျေဆန်နေခဲ့တဲ့ Iron River ရဲ့အိမ်စီကိုပြန်ခေါ်သွားခဲ့ကြတယ်။ထူးဆန်းတာကအဲ့ဒီအိမ်ကသူတို့ထွက်သွားပြီးကလေးကဘာမှထိထားတာ၊ကင်ထားတာမရှိဘူး။အရာအလုံးကအရင်အတိုင်းပဲရှိနေတယ်။ရဲမှတ်တမ်းဗီဒီယိုတွေထဲမှာတော့ခဲလီက cheese pizza ကိုကင်စားနေတော့ဒီနေရာမှာဘလို့ခုတ်ဖြတ်ခဲ့တာကိုပြောပြတဲ့မြင်ကွင်းကအယမ်းကိုမှ creepy ဆန်လွန်းတယ်လူတယောက်ကိုလက်ဆလက်နဖြောက်တဲ့ကိစ္စလုပ်ခဲ့တဲ့နေရာကိုပီဇာစားရင်လက်ညှိုးထိုးပြရင်ရှင်းပြနေတာနောက်တော့မိဖို့ကြောင့်ပကံစည်းကန်တွေက faucet ကိုသူပြခဲ့တယ်ဒီ faucet နဲ့ဥကောင်းတွေကကြည်စံကိုဆွဲထုတ်ခဲ့တာဆိုပြီးတော့တီတီငိမ့်ငိမ့်ကြီးပြန်ပြောပြနေတာမသိရင်ဟင်းချက်ဖို့အတွက်ပြင်ဆင်တဲ့ပုံကိုရှင်းပြနေတယ်လို့မျိုးပေါ့ရဲတွေတောင်တော်တော်လေးစိတ်ပြတ်သွားကြတယ်ဆိုခဲလီကဂျေဆန်အသုံးပြုခဲ့တဲ့တနက်အပိုင်းစားဖွက်ထားတဲ့နေရာကိုလည်းသူပြပေးခဲ့ပါတယ်ဒီလိုနဲ့ဗဟေလိအပိုင်းစားတွေကတဖြည်းဖြည်းနဲ့ပြည့်စုံလာခဲ့ပါတယ်2019 February 14ချစ်သူများနေ့မှာတော့မီရှီဂန်ပြည်နယ်တရားရုံးမှာခဲလီကိုအဓိကအားဖြင့် Chris Regan ကိုတတ်တဲ့အမှုနဲ့ဆွဲချက်တင်ပြီးတရားခွင်ကိုစတင်ခဲ့ပါတယ်။တရားခွင်ကတော့3မှတ်လောက်ကြာခဲ့တယ်။နောက်ဆုံးမှာတော့တရားရုံးကအသက်35နှစ်အရွယ် Kelly Cochran ကို first degree murder အပါအဝင်လူသတ်ဖို့ပူးပေါင်းကြံစည်မှုအလောင်းဖြတ်စည်းမှုတေဆုံးမှုကိုဖုံးကွယ်မှုရဲတွေကိုလိန်ညာမှုပစ္စည်းခိုးယူမှုစားတဲ့ဆွဲချက်အားလုံးနဲ့လွတ်ငြိမ်းချမ်းသာခွင့်မရှိတသက်တကြွပြစ်ဒဏ်ချမှတ်လိုက်ကြပါတယ်ဇလန်းကဒီမှာမပြီးသေးပါဘူး2018မေမှာတော့ခဲလီကဂျေဆန်ကိုတတ်တဲ့အမှုအတွက်ပါထပ်ပြီးတော့ဝန်ခံခဲ့ပါတယ်အဲ့ဒီအတွက်ခဲလီကိုနောက်ထပ်ထောင်ဒဏ်65နှစ်ထပ်ပြီးတော့ချမှတ်ခဲ့ပါတယ်အဲ့မှာခဲလီနဲ့အင်ဒီယာနာပြည်နယ်ရဲ့အစိုးရရှေ့နေတွေနဲ့သဘောတူညီမှုတစ်ခုပြုလုပ်ခဲ့ကြတယ်။ခဲလီဘက်ကသာရဲတွေကိုအချက်လက်တွေပေးမယ်၊ဝန်ခံချက်တချို့ပေးမယ်၊စုံစမ်းစစ်ဆေးရေးမှာပူးပေါင်းပေးမယ်ဆိုရင်တခြားအသစ်သောလူသတ်မှုတွေနဲ့
သူမကိုထပ်ပြီးတော့တရားစွဲတာတွေမလုပ်တော့ဘူးတေတံတွေထောင်တန်းတွေထပ်တိုးပေးတာမျိုးမရှိတော့ဘူးဆိုတဲ့သဘောတူညီချက်လုပ်ခဲ့ကြပါတယ်။ဘာလို့ဒီအပေးယူကိုလုပ်တာလဲဆိုရင်အဲ့ဒီနောက်ပိုင်းမှာထပ်ထွက်လာတဲ့ဆွဆွဲချက်တွေကြောင့်ဖြစ်ပါတယ်။ပိုကြောက်ဖို့ကောင်းတဲ့အချက်ကခဲလီရဲ့အကိုဖြစ်သူခေါ်နာကသူကိုယ်တိုင်စုံတော့အော်ဒင်စီကိုဆက်သွယ်ပြီးတော့ခရစ်နဲ့ဂျေဆန်နဲ့မကဘူးတခြားအသက်ခံခဲ့ရတဲ့နစ်နာတဲ့သူတွေလည်းရှိနိုင်တယ်ဆိုတာပါပဲခေါ်နာရဲ့အဆိုအရဆိုရင်ခဲလီတစ်ခါကတက်ခဲ့တဲ့သူစုစုပေါင်း9ယောက်ရှိတယ်လို့ပြောဘူးတဲ့အရင်တော့ကဂျေဆန်နဲ့ခဲလီတို့သူတို့လူသက်တဲ့အကြောင်းကိုဟာသားလုပ်ပြီးပြောတတ်ကြပေမဲ့မိသားစုဝင်တွေကအပျော်ဟာသားအနေနဲ့ပဲပြောကြတာဆိုပြီးတော့အတီမယူခဲ့ကြဘူးဒါပေမဲ့ခရစ်ရဲ့အမှုဖြစ်ပြီးနောက်ပိုင်းမှာသူတို့ပြန်စဉ်းစားကြည့်လိုက်တော့ဒါတွေကဟာသားတက်မဟုတ်နိုင်တော့ဘူးဆိုတာတွေးမိလာကြပါတယ်ရဲချုပ်ဖရီဆိုကလည်းဒီ case ကိုကြည့်ပြီးတော့နောက်ထပ်နစ်နာသူတွေထပ်ရှိနိုင်တယ်ဆိုပြီးယုံကြည်ခဲ့တယ်။ဘာလို့လဲဆိုတော့ Chris Regan အသက်ခံရတဲ့အမှုမှာခဲလီကသာဝန်ခံချက်မပေးခဲ့ဘူးဆိုရင်ရဲတွေမှာလက်စုပ်လက်ကင်ပြစရာခိုင်လုံတဲ့သက်သေရှိမနေတဲ့အတွက်ကြောင့်ဒီအမှုကိုဘယ်တော့မှဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့တောင်ထင်ရတယ်။နောက်ထပ်ဆွဲချက်တစ်ခုကတော့အိမ်ကြီးချင်းနေစီကထွက်လာတာဖြစ်ပါတယ်။သူတို့ကခရစ်ပြောက်ပြီးတဲ့နောက်မှာဂျေဆန်နဲ့ခဲလီတို့အိမ်ကနေလွှားဖြတ်တန်တွေလို့ဆူညံတန်တွေညလုံးပေါက်ကြားခဲ့တယ်လို့ပြောကြတယ်။ဒါပေမဲ့2ရက်လောက်အကြာမှာခဲလီတို့ဇနီးမောင်နှံကအိမ်နီးနားချင်းတွေကိုသူတို့ခြံမှာဘာဘီကျူလာစားဖို့ဖိတ်ခဲ့ကြတယ်။အိမ်နီးချင်းတွေရောက်သွားတဲ့အခါမှာတော့အသားတွေကအများကြီးပုံထားတာမြင်ရတယ်။တာမန်အိမ်ချံဝင်းတွေကအသားခင်ပွဲတစ်ခုအတွက်ဆိုရင်မလိုအပ်လောက်အောင်ကိုများနေတာ။ဆိုတော့သူတို့စားကြည့်လိုက်တဲ့အခါမှာလေအသားရဲ့ texture ကထူးဆန်းနေတယ်။မာမာကြီးနဲ့ဝါရခတ်ပြီးတော့ပင်လယ်စာတစ်မျိုးတစ်ခုခုလိုဖြစ်နေတာပေါ့။နောက်ပိုင်းမှာအိမ်နီးနားချင်းတွေကသူတို့များခရစ်ကိုခုတ်ထစ်ပြီးတော့ဘာဘီကျူမှာရောထည့်ပြီးကျွေးတာလားဆိုတဲ့ကောလာဟာလာတွေထွက်လာပါတယ်။ဒါပေမဲ့ဒီဆွဆွဲချက်နှစ်ခုကိုတရားဝင်စုံစမ်းစစ်ဆေးမှုတွေထဲမှာမထည့်ခဲ့ကြပါဘူး။ဘာလို့လဲဆိုတော့ခိုင်လုံတဲ့သက်သေတွေမရှိလို့ပဲဖြစ်ပါတယ်။2019မှာခဲလီကအပီးတင်ခဲ့ပေမဲ့ရှုံးသွားခဲ့တယ်။အခုထိတော့မီရှီဂန်ပြည်နယ်ရဲ့ Huron Valley အမျိုးသမီးအကျဉ်းထောင်မှာအကျဉ်းကျနေစေပဲဖြစ်ပါတယ်။ Kelly Cochran ရဲ့ case ကိုကြည့်မယ်ဆိုရင်တူးလီပိုပြီးကြောက်ဖို့ကောင်းလီဖြစ်တဲ့ case မျိုးပေါ့နော်။အနစ်နာဆုံးလူကတော့ Chris Regan ပါပဲ။ Kelly ရဲ့လိမ်ညာမှုတွေနဲ့ Jason ရဲ့အကြမ်းဖက်မှုတွေကြားမှာဘာအခွင့်အရေးမှမရဘဲနဲ့ကြောင်ပိတ်မိသွားတာ။ Chris ကတကယ်တော့တာမန်လူတစ်ယောက်ပဲနော်။သူလူမားပြီးချစ်မိလိုက်တာကသူ့ဘဝကိုအဆုံးသတ်သွားစေခဲ့တယ်။ခဲလီကိုကြည့်ရင်ပိုပြီးကြောက်ဖို့ကောင်းတာကသူမကဘယ်ချိန်မှာအမှန်ကိုပြောနေလဲဘယ်ချိန်မှာလိန်ပြောနေလဲဆိုတာခွဲမရတာပဲ။ဒီတစ်ခါမှနစ်နာသူလို့ပြောမယ်နောက်တစ်ခါကျရင်ဆရာမကြီးပြန်ဖြစ်သွားပြန်ရော။ပြီးသွားရင်အကုန်လုံးလိန်ထားတာပါလို့ပြန်ပြောနေပြန်ရော။သူ့ရဲ့ conversation တိုင်းကိုဂိမ်းတစ်ခုလိုလုံးနေတာ။ဒီ case မှာလူတွေကိုစိတ်မသက်မသာဖြစ်စေတဲ့အရာကတော့မသိရသေးတဲ့အကြောင်းတွေအများကြီးကြံနေတာပဲဖြစ်ပါတယ်။တကယ်ပဲနစ်နာသူ9ယောက်ရှိခဲ့တာလား။ဂျေဆန်နဲ့ခဲလီတို့ကတခြားလူသတ်မှုတွေကိုရောကျူးလွန်ခဲ့တာလား။ဘာဘီကျူကောလာဟာလာကလည်းတကယ်ပဲလားဆိုတာကိုဘယ်သူမှမသိရပါဘူး။ဒီစိတ်မချမ်းမြေ့စရာကောင်းတဲ့ case မှာဘယ်သူမှမမျှော်လင့်ထားတဲ့အဆုံးသက်လေးတစ်ခုတော့ရှိခဲ့ပါတယ်။ရဲချုပ် Laura Friso နဲ့စုံတောင် Jeremy Auden တို့ကဒီ investigation ကိုလုပ်ရင်းနဲ့တဖြည်းဖြည်းရင်းနှီးလာကြတယ်။နောက်ဆုံးမှာသူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားပြီးလက်ထပ်ခဲ့ကြတယ်။တကယ်ကိုပဲထူဆန်းပြီးချုံမိန်တဲ့အဆုံးသက်လေးပဲပေါ့။သူတို့ဘလို့တွေးဆုံခဲ့ကြတာလဲလို့မေးလိုက်ရင်အဖြေကတော့တာမန် love story တစ်ပုဒ်မဟုတ်ပါဘူး။လူသတ်မှုစုံစမ်းရေးတစ်ခုရဲ့အမှောင်ထဲမှာစတင်ခဲ့တဲ့ relationship တစ်ခုသွေးစွန်းနေတဲ့ murder investigation ကြားကနေပေါက်ဖွာလာတဲ့ love story တစ်ပုဒ်ပါပဲ
ဒါဆို Chris Regan အမှုလေးကတော့ဒီမှာပဲပြီးသွားပါပြီရှင်။ကြီးစုနားထောင်ပေးကြတဲ့ညီကိုမောင်နှမတွေမိတ်ဆွေတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကိုရောစိတ်ပါအေးချမ်းပြီးတော့ပျော်ရွှင်တဲ့နေ့ရက်တွေကိုများများပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်